အလုံးမယနေ့သာသနာတော်တက္ကရာ2568ခုကောဇာတက္ကရာ1386ခုနှစ်နောင်တကူလာဇန်17ရက်နေ့ခရစ်တက္ကရာ2025ခုနှစ်4လပိုင်း8ရက်နေ့အင်္ဂါနေ့နေတုနေ့မြတ်ရှင်ခါသမယဝဲတောင်ကြီးမြို့ကျောင်းစုရပ်ကွက်နယ်မြေ7ရေတပြေလမ်းသွယ်ငါဥဆိုဝင်တော်ပြုံးဤမိသားစုတို့၏နေအိမ်ဝဲပြုလုပ်စင်ဝဲကျင့်ပအပ်တော်မောင်အောင်ဖြူမမိုးကေခိုင်တို့ဤမင်္ဂလာအခမ်းပွဲဝဲအဲ့တော့အားလုံးပဲဘရုဒာတို့သမီးမင်္ဂလာလက်ဖွဲ့လေးပြီးကြလိုက်မယ်နော်ဟုတ်ပြီလားမင်္ဂလာလက်ဖွဲ့လေးပြီးမယ်ဆိုတော့အိတ်ကလည်းတပြားမှာပါမလားအကြောင်းကလည်းထည့်မလားလမ်းလည်းဖွင့်မကြပါဘူးကောက်ရရင်လည်းပြန်ပြီးကြအောင်ဒါပေမဲ့အဲ့ဒီပစ္စည်းတွေက1မိနစ်10စက္ကန့်တည်းမပျက်စီးသွားနိုင်ဘူးလားအေးအရာဝိထုပစ္စည်းလက်ဆောင်ရလို့ပြောမနေနဲ့တွေ့တယ်မလားစက္ကန့်ပိုင်းတွင်လည်းပြောင်းသွားတာပဲမိနစ်ပိုင်းတွင်လည်းမပြောင်းသွားဘူးလားအေးတသက်လုံးဒီဘဝတွေမကဘူးဘဝဆက်တိုင်းနိဗ္ဗာန်မရောက်ခင်ဇာတရားဘဝဆက်တိုင်းထုတ်ယူစားသုံးနိုင်တဲ့လူတရအထောက်တစ်ထုပ်လက်ဆောင်ပေးလိုက်မယ်နော်ကိုပစ္စည်းတွေကခဏပြောက်တာလေနော်အဲ့တော့ဒါပေမဲ့အဲ့ဒီလူတရအဲ့ဒီဟိုရတယ်ရမ်းနိုင်လို့တော့မရဘူးဗျနော်လောဘသောလောဘတွေရမ်းကြည့်ပြီးတော့နှိုက်လို့လည်းမရဘူးအကြရင်တော့တပြားမှမရဘူးနော်။ဒါနဲ့နှိုက်ရမလို့ဆိုအချက်၄ချက်နဲ့ညီမညှိုက်နှိုက်လို့ရမယ်နော်။အဲအချက်၄ချက်ကဘာလို့ဆိုနံပါတ်1မှာဒါနော်တလုံးကျင့်သွားကြလားတို့သားတို့သမီးဒါအကောင်းဆုံးလက်ဆောင်ပဲ။နံပါတ်1ဘာလဲဆိုလို့ရှိရင်တို့မှမျက်နှာမပါဘူးလား။အဲ့ဒီမျက်နှာလေးကိုပြုံးလေးနဲ့နေတာကောင်းလားမဲ့လေးတဲ့နေတာဘယ်ပူလာတော့ဒီပြုံးလေးနေပေါ့နော်ပြုံးလေးနေအဲ့ဒါလဲဒါနတစ်မျိုးပဲတဲ့နော်တို့ကဓမ္မတို့ချမ်းသာခြင်းကြတာမလားဒီချမ်းသာခြင်းကြတယ်ဆိုရင်အဲ့ဒါဒါနတစ်မျိုးပဲတဲ့နော်ပြုံးလေးအမြဲတမ်းနေရမလားခဏနေရမလားလေဟုတ်ပြီပြုံးနေနံပါတ်1ရသွားပြီနော်နံပါတ်2တို့မှမျက်လုံးနှလုံးမပါဘူးလားအဲ့ပါလာတဲ့မျက်လုံးနှလုံးနဲ့မြင်တဲ့သူတိုင်းကိုလူတိုင်းကိုအကောင်းမြင်ပေးရမယ်တဲ့ဗါတယ်တော့လွယ်လားပါလာတဲ့မျက်လုံးနှလုံးတချို့မွေးကြရအောင်မျက်လုံးကန်းနေရပြီဒီပုံကြီးဘာလို့ဆိုလူတိုင်းမြင်တဲ့လူတိုင်းကိုဘယ်သူမှကိုအကောင်းမမြင်တာဘူးဗျသူကမွေးတွေကမျက်လုံးကဘာဖြစ်နေတော့ကန်းနေအဲ့တော့အကောင်းမြင်ပေးပါအကောင်းမမြင်နိုင်အောင်ကိုယ်ကောဘာကောင်းလို့ပုထုဇဉ်မဲမလားသူလည်းပုထုဇဉ်မဲမလားဟေးပုထုဇဉ်မှန်သမျှပါရတော့အမကင်းရလားဟောတာဝထူးဆန်းဆန်းနေလားလို့ကိုရောအမကင်းလာကြလို့သူများအပြည့်ရှောက်ပြောမမြင်နဲ့သူများအပြည့်မမြင်နဲ့အကောင်းမြင်ပေးဒီနေ့ကစပြီးတော့ဗါတယ်တော့ပြောလိုက်တော့ငြိမ်းချမ်းရေးအကောင်းမြင်ပေးမှရမယ်လေဟုတ်ပြီလားကဲမျက်လုံးဘယ်နှချက်ရသွားပြီလို့2ချက်နံပါတ်3ပါဇက်ဒီပါဇက်ပေါက်ကြီးမပါဘူးအဲ့ဒီပါဇက်ကသူများကောင်းတာပြောတာကြိုက်လားမကောင်းတာပြောတာကြိုက်ကိုယ်အကြောင်းလည်းပဲကောင်းတာပြောတာပဲကြိုက်တယ်မကောင်းတာပြောတာကြိုက်လားဒီကိုယ်အကြောင်းကြတော့မကောင်းတာပြောတာမကြိုက်ဘူးလေသူများအကြောင်းကြတော့မကောင်းတာကြီးလျှောက်ပြောသဘာဝကြိုက်ဒါဆိုလို့ချင်းနံပါတ်3ဘယ်လိုလုပ်ရမလို့အကောင်းပြောပေးခေဟုတ်ပြီလားသူများအကြောင်းကိုကောင်းတာပဲပြောမကောင်းတာဆိုရင်တိလည်းမပြောနဲ့ပါဇက်ပိတ်ထားလိုက်တော့ဟုတ်ပြီလားကြီးကောင်းတာပဲပြောကျ3ချက်ရပါပြီနံပါတ်4လက်တွေရှိတယ်ကောင်းကြသေးတယ်ဟုတ်လားအဲ့လက်တွေရှိတယ်ကောင်းနေသေးတယ်ဆိုလို့ရှိရင်အဲ့လက်တွေရှိတယ်နဲ့တက်နိုင်သမျှကူညီပါ
ကူညီပါပေါ့ဗျာနံပါတ်4ရပါတယ်တော့ကဲအလုံးဘယ်နှချက်တော့အဲ့လေးချက်နဲ့ညီတဲ့ပုဂ္ဂိုလ်သားလေးအဲ့လိုတရအိစ္ဆတယအိုးနိုင်လို့ရမယ်လောဘကြီးလို့လည်းမရဘူးနော်လောဘကြီးရင်တော့ဘာမှမရဘူးအေးလောဘမကြီးနဲ့အဲ့လေးချက်ကိုကြည့်တပတ်တိဘယ်လိုနေရမလဲနံပါတ်2ကအကောင်းမြင်ပေးကြဟေနံပါတ်3ကကောင်းတာတွေပြောနံပါတ်4ကတတ်နိုင်သမျှကိုကြီးတဲ့ဟုတ်ပြီလားအေးလေးချက်နော်အေးအဲ့လေးချက်ကဘုန်းကြီးဗဇတ်တွေကတွေ့ရရင်လျှောက်ပြောတာမဟုတ်ဘူးအင်္ဂုတ္တရမှာဖွင့်ထားတဲ့ဘုရားဟောတွေကိုဘုန်းကြီးကနေပြီးတော့နှုတ်ထုတ်ပြီးတော့တို့တရားဓမ္မတွေနားလေအောင်ရှင်းအောင်ခစ်နဲ့ညီအောင်ခစ်စကားတွေသုံးလုံးပြီးတော့ပြောနေတာကြားလားဒါဘုရားဟောပါဠိတွေပဲနော်ပါဠိလိုကြီးပြောလို့တို့တရားဓမ္မတို့နားလေပါခစ်ကလေးတွေဆိုပို့တော့ဆိုးအောင်မယ်ဒီဘုန်းကြီးဘာကြီးဟောနေအောင်ဒီအဲ့တော့ခစ်နဲ့နားလေအောင်လို့ပြောရတာနော်အဲ့တော့အားလုံးဘယ်နှခုတော့မှတ်မိရဲ့နော်တို့တရားဓမ္မတို့ဥကြော်ဟေးတော့သိတယ်မလားရွှေရှင်မင်းသားကြီးဥကြော်ဟေးနော်သူပြောနေတဲ့စကားတစ်ခုရှိတယ်ကြားဘူးပါတယ်အကုန်လုံးဗါလဲတော့လူသားလုံးကိုလေးစားတယ်ဗျာကဲအခုဘယ်နှခုတော့ဟုတ်လားဟုတ်လေသိမိလိုက်တာဘယ်နှခုလဲအချက်ချင်းတစ်ခုကတိုးသွားတယ်တော်တော်မှတ်မိရဲ့ဟေးပြီးလို့ရှိရင်ဟိုနာအပဝါနာထိုင်ဆောင်ပြီးတော့တယောက်ချင်းဒီအဲ့၄ခုကိုအလွတ်ပြခိုင်းမှရမယ်မရတဲ့လူအုံနှုတ်ခေါက်ဆွဲမကြွေးအဲ့လိုလုံးမှရမယ်နော်ကဲဘယ်နှခုတော့ဟေးဥကြော်ရင်ပြောရဲ့စကားပါလေလူသားတော့လေးစားပါလေဗျာခင်ဗျားတို့အဲ့၄ခုကိုစားရမှာစားလားဥကြော်ရင်ပြောရဲ့စကားလူသားအလုံးလေးစားပါလူသားအလုံးလေးစားပါဉာဏ်ကြီးဘလောက်တိမ်လဲမတိမ်လဲအဲ့လေးစားပါလေဆိုတာတော့ပဲသိတယ်အဲ့၄ခုကပါလေမသိဘူးသိဘူးလားဒီမှတ်တာအဲ့ဒါပဲနော်နံပါတ်1ပြုံးလေးနေမယ်နံပါတ်2အကောင်းမြင်ပေးပါနံပါတ်3အကောင်းပြောပေးပါနံပါတ်4တတ်နိုင်သမျှကူညီပါအဲ့၄ခုကိုအမြဲတမ်းစထားရဲ့ဒီစားပါလေလူသားလုံးမို့အေးကြည့်မှလဲအဲ့၄ခုကိုကြည့်မှလဲလေးစားထိုက်တာနော်အဲ့၄ခုကိုမှမကြည့်ဘူးဆိုရင်အဲ့ပုဂ္ဂိုလ်လေးစားမထိုက်ဘူးဟုတ်ပြီလားအဲ့အစိုးရဝန်ထမ်းတွေပြောသလိုပဲတယောက်နဲ့တယောက်အရာရှိတွေတွေ့ရင်လေးစားဟိုလေလေးစားပါလေနော်ကဲအဲ့တော့အားလုံးပဲအဲ့၄ခုကိုစားအမြဲတမ်းစားသုံးပြောတယ်နော်အမြဲတမ်းကျင့်သုံးပြီးတကလားကဲလိုတရအိစ္ဆာတယဆိုတဲ့လိုတရအိုကြီးတွေကနေပြီးတော့နိုင်သုံး၍ချမ်းသာကြပြီးတကလားသာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်နိုင်ကြပါစေကုန်သတည်း